ဂေါ်တန်မျိုးကြီးဒီမျိုးကတော့အဂတိလိုက်စားမှုတွေဒူးစရိုက်မှုတွေနဲ့ပြည့်နေနေတဲ့ငရေကန်တစ်ခုလိုပဲရဲတွေကလည်းအာကိုမရလူမိုက်တွေကလည်းတောင်းကျမ်းနေတဲ့အချိန်မှာကောင်းကင်ရံထက်မှာလင်းတို့တစိမ့်မိမောင်းကြီးထင်ကနေလင်းလာပြီဆိုရင်တော့လူမိုက်တွေအားလုံးဒူးတုံသွားရပြီဘာလို့လဲဆိုတော့တူလာနေပြီလေငါဟာလက်စားချေခြင်းပဲအမောင်တဲကနေဝုန်းကနေထွက်လာတဲ့ဘန်ဘော်ကားကြီးကလမ်းပေါ်မှာဒုံဆိုင်မောင်းနေလာတဲ့အင်ဂျင်တန်ကဟိန်းထွက်နေတာပဲဗျအရှင်ဟုံနဲ့လူမိုက်တွေရဲ့ဂီဟာတွေကိုဝင်တိုက်ချလိုက်ပြီးမောင်မဲနေတဲ့ထောက်တနေရာကနေဘတ်မန်ကရုတ်တရက်ထွက်လာတဲ့လူမိုက်တွေကတနက်နဲ့ပြစ်ဖို့စူးစမ်းပေမဲ့ဘတ်မန်ရဲ့လှုပ်ရှားမှုကအယမ်းမြန်လုံးနဲ့တစ်ချက်နှစ်ချက်သုံးချက်ဘဲကမှမသိတဲ့လက်တိချက်တွေအောက်မှာလူမိုက်တွေကတော့ဖုံဖုံနဲ့ကုန်တာပဲသူ့ရဲ့ခါပတ် utility belt ထဲကနေ battery လေးကိုထုတ်ပြီးပြစ်လိုက်တဲ့အချိန်မှာတနက်တွေကလွင့်ထွက်သွားတယ်ပြီးရင်တော့ကျိုးတင်နဲ့ grab gun နဲ့အပေါ်ကိုဝှက်ထနဲ့ပြန်တက်သွားတာတကယ်ကိုလမ်းထွက်နေတာပဲဗျာဒါပေမဲ့ Batman ဆိုတာခွန်အားတင်မဟုတ်ဘူးအုံနောက်လဲတုံးတဲ့ကမ္ဘာအတော်ဆုံးစုံထောက်ကြီး World's Greatest Detective မဟုတ်လားရန်သူရဲ့အကြံစီတွေကိုတဆင့်ချင်းဖြိုခွဲတဲ့အမောင်တဲကနေစောင့်ကြည့်တယ်ပြီးမှအသေးချာကွက်ချပြီးတိုက်ခိုက်တာညဘက်မှာ Batman ဖြစ်ပေမဲ့နေ့ဘက်မှာတော့သူကဘီလီယံနာတတိကြီး Bruce Wayne ပေါ်မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုကိုအင်အားဖြင့်ပြောင်းလဲပြီးဒီမျိုးကြီးကိုကာကွယ်နေတာကျုပ်ခလိုအယူတွေပဲလိုလူတန်ကြီးတွေကဘလောက်ပဲဒုက္ခပေးပေး Batman ကတော့အမြဲတမ်းအသင့်ပဲမင်းတို့မှတ်ထားလိုက်ဒီမျိုးကငါမျိုးပဲကဲဒါကတော့ Batman ရဲ့ကြမ်းကြမ်းရမ်းရမ်းအမိုက်စား recap လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့နဲ့အုံတော့နောက်ထပ်ဘယ်လို superhero တွေရဲ့ဇာတ်လမ်းကိုနားထောင်ချင်သေးလဲဆိုတာ comment မှာရေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်